နောက်10နှစ်လောက်အထိနှစ်တိုင်းဖလားတွေသိမ်းဖို့ခုလိုအချီကြီးတွေစတိုင်းလုံးနေတဲ့အာဆင်နယ်ပရိသတ်များမင်္ဂလာများ Yes Sport အိုင်ဘတ်ခွန်ရှိကိုစာပေကနေတင်ဆက်ပေးနေပါတယ်။အာဆင်နယ်အသင်းဟာသူတို့ရဲ့အဓိကတိုက်စစ်ကစားမဘူကာယိုဆာကာကိုလာစာမွေမြန်မာနဲ့နှစ်ရှည်စာချုပ်အသင်းနဲ့တရန်တိုးဖို့စီစဉ်ပြီးဒီစာချုပ်အရဆာကာဟာအသင်းမှာလာစာမွေအများဆုံးကစားမဖြစ်လာမယ်လို့သိရပါတယ်။ဒါ့အပြင်မကြာသေးခင်ကပဲအဓိကနောက်ခံတဲ့ဝီလီယံဆာလီဘာကို2030ခုနှစ်ထိစာချုပ်တရန်တိုးခဲ့ပြီးဂါဘရီယယ်အီတန်နိုနီလူးစ်ကယ်လီတို့လိုကစားမတွေကိုလည်းစာချုပ်တရန်တိုးခဲ့ပါတယ်။အားကစားဒရိုက်တာအန်ဒရီယာပါတာရဲ့ဦးစားပေးပြူအားအရလက်ရှိအဓိကကစားမတွေကိုနှစ်ရှည်ထိန်းသိမ်းဖို့အာရုံစိုက်နေတာဟာအာဆင်နယ်ရဲ့ရေရှည်အောင်မြင်မှုအတွက်အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ဆာကာနဲ့ဆာလီဘာလိုအဓိကကစားမတွေကိုနှစ်ရှည်စာချုပ်တရန်တိုးခြင်းဟာအာဆင်နယ်အသင်းရဲ့ကစားပုံစနစ်ကိုရေရှည်တည်ငြိမ်စေပါလိမ့်မယ်။ဆာကာဟာဒီနေ့ပြီးဒီနေ့ပိုကောင်းလာတဲ့ကစားမတစ်ယောက်ဖြစ်တဲ့အာဆင်နယ်တိုင်းစစ်ကိုထမ်းတင်ပေးနေပါတယ်။ဆာလီဘာကတော့ဂါရီယယ်နဲ့အတူခန်းစစ်မှာခိုင်မာမှုပေးနိုင်ပြီးပြီးခဲ့တဲ့ရာသီမှာ35ပွဲကစားကကလင်းရှိ15ပွဲထိရယူပေးနိုင်ခဲ့ပါတယ်။ဆာကာကိုလာစာငွေမြန်မာစွာနဲ့စာချုပ်တရန်တိုးခြင်းဟာကနအူးမှာကုန်ကျစရိတ်များပုံပေါ်ပေမဲ့ရေရှည်မှာဗဏ္ဍာရေးအကျိုးရှိစေခဲ့ပါတယ်။ဆာကာရဲ့လက်ရှိစာချုပ်ဟာ2029မှာတရန်ကုန်ဆုံးမှာဖြစ်ပြီးသူ့ကိုမထိန်းသိမ်းနိုင်ခင်ရီယယ်မက်ဒရစ်လိုထိပ်တန်းကလပ်တွေကခေါ်ယူဖို့ကြိုးစားနိုင်ပါတယ်။ဆာကာရဲ့ဈေးကွက်တန်ဖိုးဟာ2025မှာပေါင်တန်း120ကျော်ရှိပြီးတော့သူ့ကိုထိန်းသိမ်းထားနိုင်မယ်ဆိုရင်တခြားအသင်းတွေရန်ကနေစေးရေးရနိုင်ပါတယ်။အထူးသဖြင့်အခုနောက်ပိုင်းထိပ်တန်းကစားမတွေကိုအလွတ်နဲ့ဂုံးစင်းဖို့ချောင်းနေတဲ့ရီယယ်မက်ဒရစ်ရဲ့အနေအကိုကာကွယ်ပြီးတော့ဖြစ်သွားပါလိမ့်မယ်။အလားတူပဲဆာလီဘာကို2030ထိစာချုပ်တရန်တိုးခဲ့တာခန်းစင်ပိုင်းမှာရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ဆာလီဘာရဲ့ဈေးကွက်တန်ဖိုးဟာပေါင်တန်း80ကျော်ရှိပြီးသူ့ကိုထိပ်တန်းကလပ်တွေကစိတ်ဝင်စားနေပါတယ်။စာချုပ်တရန်တိုးမှုမှာအာဆင်နယ်အနေနဲ့အသင်းရဲ့နောက်တန်းအတွက်စိတ်မှုစရာမလိုတော့ဘဲရီမန်ချက်တွေကိုတစင်ချင်းဆက်လက်အကောင့်ထဲပေါ်ခွင့်ရရှိနိုင်ပါမယ်။ဆာကာနဲ့ဆာလီဘာလိုကျယ်ဝင်ကစားမတွေကိုနှစ်ရှည်စာချုပ်ချုပ်ဆိုခြင်းဟာကစားမတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်ပြီးအသင်းပေါ်သစ္စာစောင့်သိမှုကိုတိုးမြင့်စေပါတယ်။ဆာကာအာဆင်နယ်ရဲ့အကယ်ဒမီကနေထွက်ပေါ်လာခဲ့တဲ့ကစားမတစ်ယောက်ဖြစ်ပြီးအသင်းပေါ်တန်ရောစင်ရှိသူဖြစ်ပါတယ်။သူ့ကိုလာဆောင်ဝင်များဆုံးပေးပြီးစာချုပ်တရန်တိုးမယ်ဆိုရင်သူ့ဘက်ကလည်းအသင်းရဲ့အနာဂတ်ကိုဥဆောင်မဲ့ခေါင်းဆောင်တူအဖြစ်ပုံမအားထုတ်မှုပေးနိုင်ပါလိမ့်မယ်။အလားတူပဲဆာလီဘာရဲ့စာချုပ်တရန်တိုးမှုဟာကန်ဆယ်ပိုင်းမှာရေရှည်ယုံကြည်စိတ်ချမှုကိုပေးနိုင်ပါတယ်။နော်နယ်နီနဲ့လူးစ်ကယ်လီလိုလူငယ်စားမတွေကိုစာချုပ်တရန်တိုးခြင်းဟာအာဆင်နယ်ရဲ့လူငယ်ဖွံ့ဖြိုးရေးစနစ်ကိုအားကောင်းစေပြီးအနာဂတ်မှာသူတို့လည်းဆာကာလိုကျယ်ဝင့်ဖြစ်လာနိုင်တဲ့ဆိုတဲ့မျှော်လင့်ချက်ကိုပရိသတ်တွေတန်းပေးစွမ်းနိုင်ပါတယ်။ဒီလှုပ်ဆောင်မှုတွေဟာပရိသတ်တွေရဲ့ယုံကြည်မှုကိုလည်းတိုးမြင့်စေပါတယ်။အာဆင်နယ်ဟာလက်ရှိရာသီမှာပရီးမီးယားလိထိပ်ဆုံးနေရာအတွက်ရှင်ပြိုင်နေပြီးတော့ချန်ပီယံလိအုပ်စုစစ်မှာရလဒ်ကောင်းတွေရရှိနေပါတယ်။ဆာကာဆာလီဘာတို့ရဲ့စာချုပ်တရန်တိုးမှုသတင်းဟာပရိသတ်တွေကိုအသင်းရဲ့ရေရှည်အောင်မြင်မှုတွေပေါ်ယုံကြည်မှုပိုရှိလာစေမှာဖြစ်ပါတယ်။ဆာကာနဲ့ဆာလီဘာလိုကစားမတွေကိုနှစ်ရှည်ထိန်းသိမ်းထားခြင်းဟာအာဆင်နယ်ရဲ့ကလပ်အသင်းပုံရိပ်ကိုမြင့်တင်ပေးပြီးထိပ်တန်းကစားမတွေကိုဆွဲဆောင်နိုင်စွမ်းတိုးမြင့်စေပါတယ်။အာဆင်နယ်ဟာပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်မှာယော့ကရန်ဆိုဗီမန်နီလိုကစားမတွေကိုခေါ်ယူခဲ့ပြီးဒီလိုခေါ်ယူမှုတွေဟာအသင်းရဲ့ရည်မှန်းချက်တွေကိုပုံဖော်နေကြောင်းပြသခဲ့တာဖြစ်ပါတယ်။ဆာကာလိုကမ္ဘာ့အဆင့်မြင့်ကစားမတူကိုနှစ်ရှည်ထိန်းသိမ်းထားနိုင်မယ်ဆိုရင်အခြားထိပ်တန်းကစားမတွေဟာအာဆင်နယ်ကိုရေရှည်အောင်မြင်မှုရှိတဲ့အသင်းဖြစ်မြင်လာနိုင်ပြီးအသင်းမှာပါဝင်ခြင်းစိတ်ပိုရှိလာမှာဖြစ်ပါတယ်။ဒါအာဆင်နယ်ကိုရီယယ်မက်ဒရစ်မန်စီးတီးလိုထိပ်တန်းကလပ်တွေနဲ့ရှင်နိုင်တဲ့အဆင့်အမီအသင်းဖြင့်ပုံဖော်ပေးနိုင်စွမ်းလည်းရှိစေပါတယ်။ဆာကာဆာလီဘာကာရီယန်နော်နီလူးစ်ကယ်လီလိုကစားမတွေကိုနှစ်ရှည်ထိန်းသိမ်းထားခြင်းဟာအာဆင်နယ်ရဲ့ရေရှည်အောင်မြင်မှုအတွက်အုံးမြင့်ခိုင်မာစေပါတယ်။ဆာကာအသက်24နှစ်သာရှိသေးပြီးသူ့ရဲ့ဂိုးသွင်းနိုင်စွမ်းနဲ့ဖန်တီးနိုင်စွမ်းကအာဆင်နယ်ကိုပရီးမီးယားလိဖလားနဲ့ချန်ပီယံလိဖလားရဖို့အဓိကအထောက်အကူဖြစ်နိုင်ကြောင်းပါ။ဒီကိုတော့ရောဘယ်လိုမြင်ကြလဲ။အာဆင်နယ်ရဲ့ခြေလှမ်းတွေကတကယ်ကိုအစီအစဉ်ကြာလွန်းလှပြီးအခုကနေစလို့ချန်ပီယံဆူပလာတွေကိုရယူဖို့အချိန်မီနဲ့ခြေတက်လာနေပြီလို့ထင်ကြလားပြောပြခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။